ထိုင်းနိုင်ငံရောက်မြန်မာပြည်သားသတင်းအရက်မူးနေတဲ့မြန်မာအမျိုးသားတဦးဟာအရက်မူးဝသေးတဲ့အတွက်ဓားကင်ပြီးတငယ်ချင်းစီငွေတောင်းဖို့တကားခောက်တဲ့အခါတငယ်ချင်းကနေမကောင်းလို့အေးစီးပြောတာပြောမရတော့ဒေါသထွက်ပြီးနောက်ဖေးကဓားသွားယူပြီးတော့လှုပ်လိုက်တဲ့အခါမှာလာတောင်းတမဒဏ်ရာရသွားခဲ့ပါလေဖြစ်စဉ်ကဒီလိုပါစမုပကန်စွန်ဒန်ဆန်ရောင်း26မှာနေတဲ့အသက်28နှစ်အရွယ်မြန်မာအမျိုးသားတဦးဟာတိုက်ခန်းတစ်ခုမှာအရက်မူပြီးဓားကင်ဆောင်ကလူဖို့ကိုင်ဖက်တူရဲ့တကားကိုခောက်ပြီးအရက်အတွက်ငွေတောင်းပြီးနောက်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်ကျူးလွန်သူအသက်39နှစ်အရွယ်မြန်မာပြည်သားတဦးဟာနေမကောင်းဖြစ်နေတဲ့အတွက်ဒေါသထွက်ပြီးမိဖို့ချောင်းဓားနဲ့သူ့ကိုခုတ်ခဲ့ပါတယ်ပြီးတော့သူ့အခန်းထဲမှာအဖမ်းခံဖို့စောင့်နေခဲ့ပါတယ်ပိုထက်တန်ကေဆေးရေးအဖွဲ့ကသူ့ကိုဆေးရုံပို့ဆောင်ပေးခဲ့ပါတယ်ရဲတွေကဓားနှချောင်းကိုတက်တည်အဖြစ်တင်းစီးခဲ့ပြီးစုံစမ်းစစ်ဆေးမှုပြုလုပ်ကတရားစွဲဆိုဖို့ပြင်ဆင်ပါတယ်ဟုတ်ကဲ့ဒါကတော့မနေ့ကနိုဝင်ဘာ24ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မြန်မာပြည်သားသတင်းဖြစ်ပါတယ်ခင်ဗျာ